ခရစ္စတီယာနိုရိုနယ်ဒိုမရဘူးသေးသောစူဖလားများရိုနယ်ဒိုဆိုတာနဲ့အောင်မြင်မှုတွေစူဖလားရည်နဲ့ရှင်တွဲမြင်ကြတဲ့ဂုတ်တဘာပါဘောလုံးလောကမှာပြင်ပလူနေမှုဘဝမှာလည်းတာယာတဲ့မိသားစုဘဝကိုတိဆောက်ထားနိုင်သူတယောက်ဖြစ်တဲ့ပြင်လက်ရှိအသက်40ထိအောင်မြင်မှုတွေကိုလည်းတိဆောက်ထားနိုင်သူပါဘောလုံးသမိုင်းတစ်လျှောက်အောင်မြင်ဆုံးဘောလုံးသမားတွေကတယောက်ဖြစ်တယ်လို့သူ့ရဲ့ကစားသမားဘဝမှာအဓိကစူဖလား34လုံးထိရယူထားနိုင်ခဲ့ပါတယ်လိဖလား9လုံးချန်ပီယံလိ9ကြိမ်နဲ့တခြားဥရောပဖလားမျိုးစုံရခဲ့ဘူးထားတဲ့ရိုနယ်ဒိုရဲ့ဘဝမှာထူးထူးခြားခြားအနေနဲ့မရဘူးတဲ့စူဖလားအမျိုးအစား9ခုထိရှိနေပါတယ်ရိုနယ်ဒိုတရားဆော်ရီရောက်ကလေးကဂိုးပေါင်းများစွာသွင်းယူထားခဲ့ပေမဲ့သူဟာအဲနာဆာအသင်းနဲ့တူတူအာရက်ကလပ်ချန်ပီယံလိဖလားတစ်ခုပဲအရယူထားနိုင်ခဲ့ပါသေးတယ်ဒါဟာချစ်ကြည်ရေးဖလားတစ်ခုပဲဖြစ်ပြီးတော့ရိုနယ်ဒိုကအဲနာဆာအသင်းအတွက်ဆော်ရီလိ58ပွဲမှာ84ကိုသွင်းယူထားနိုင်ခဲ့ပေမဲ့ဆော်ရီလိစူဖလားကိုတော့စကူးနိုင်ခဲ့ခြင်းမရှိသေးပါဘူးဒါ့အပြင်ရိုနယ်ဒိုဆိုတာကဥရောပချန်ပီယံလိရဲ့ greatest player တယောက်ဖြစ်ပေမဲ့ဆော်ရီလိရဲ့ AFC ချန်ပီယံလိမှာတော့ဖလားလက်မဲ့ဖြစ်နေခဲ့တာပါ2024ခုနှစ်မှာကွာတာဖိုင်နယ်အဆင့်ကနေလှည့်ပြန်လာခဲ့ရပြီးနောက်တစ်နှစ်2025မှာ CB နဲ့သာကျင်းခဲ့ရပြီးတော့အိမ်ပြန်လာခဲ့ရပါတယ်နောက်ထပ်ရိုနယ်ဒိုလွဲချော်ခဲ့ရတဲ့စူဖလားကတော့ယူရိုပါလိပါ2020နဲ့2023ရာသီမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပါဝင်ရှင်ပြိုင်ခဲ့ပြီး6ပွဲမှာ4ကိုသွင်းယူနိုင်ခဲ့ပေမဲ့ရှုံးထွက်အဆင့်မှာရင်အသင်းပြောင်းရွှေ့ခဲ့ပြီးဖြစ်တယ်လို့ယူနိုက်တက်ကလည်းဒီစူဖလားနဲ့လွဲချော်ခဲ့ရပါတယ်နောက်ဆုံးအနေနဲ့အကြီးမားဆုံးနဲ့အလွဲချော်ခဲ့ဆုံးစူဖလားကတော့ကမ္ဘာဖလားပါအဲ့ဒီကမ္ဘာဖလားနဲ့လွဲချော်ခဲ့ရတဲ့နောက်ပိုင်းကစလို့ရိုနယ်ဒိုနဲ့မက်ဆီတို့ရဲ့ဂုဏ်နှစ်ယောက်အားပြိုင်မှုမှာရိုနယ်ဒိုကတဆင့်နှိမ့်ခဲ့ရတယ်လို့သူတကယ်လိုချင်ခဲ့တဲ့စူဖလားအတွက်တော်တော်လေးကိုစိတ်မသက်မသာဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လက်ရှိမှာ2026ခုနှစ်ကမ္ဘာဖလားနီးကပ်လာတဲ့အညီပေါ်တူဂီသင်းရဲ့လက်ရှိအခြေအနေကြောင့်ဒီဖလားမှာစကူးနိုင်မလားဆိုတာစိတ်ဝင်စားစရာပါပဲရိုနယ်ဒိုမရသေးတဲ့စူဖလားတွေဘယ်တစ်ခုကိုလာမယ့်နှစ်တွေမှာစကူးသွားနိုင်မလဲ